cái đi mà đi cái cao thế này đi mà liền đấy không đi lên bia bia ba đấy nó sửa là bàn này cô khu mẹ thì mà nó thì lô khu mẹ khu bi thì à đi à hai chị là đi lô lên phe lại mẹ bi thì à đi lô lên chị đó tôi à khâu nhà là nên nè khét đấy sửa đó đi lô đi ayu go đi lô lên thâu lại thì mà nó đi lô lên thâu lại màတွေ့လားအဲ့ဒါလေးထုတ်လိုက်မယ်အားလုံးကိုဒီလိုလုပ်ရမယ်နော်အဲ့ဒါမှခောက်လို့ရတယ်ဆိုတော့ကဲဒီမှာပြပေးမယ်ပြီးတော့သွားကြတာဝါနဲ့လှုပ်ထားတာဒါနဲ့ထိုးရတာမရှင်သွားကြထိုးတာနဲ့လှုပ်လို့ရတယ်တေးသေးလေးကိုလှုပ်ပြလိုက်မယ်နော်ဒီမှာဒီလိုလေးယူဒီမှာလွယ်လေးအသေးဆုံးကိုပထမလှုပ်ပြလိုက်မယ်နော်ဒီမှာဒီလိုလေးလှုပ်ဒီမှာခောက်လိုက်ဒီမှာလေးဒီလိုလေးထိုးဒီမှာဟမ်ဒီလိုလေးထိုးဒီမှာဒီလိုထိုးလိုက်တွေ့လားရပြီဆိုရင်ဒီမှာโอเคပြီနော်ဒီမှာဒီလိုလေးခောက်တွေ့လားဒီမှာဒီလိုလေးခောက်ပြီးရင်ဒီဘက်ကိုဒီလိုလေးခောက်ပြီးရင်ဒီလိုလေးလှုပ်လိုက်ပြီးရင်ဒီမှာဒီလိုလေးထိုးရမယ်ဒီမှာနော်ဒီလိုလေးထိုးရမယ်ဒီမှာနှစ်ဖက်စလုံးကိုထိုးရမယ်နော်ဒီမှာနော်ဒီမှာโอเคဒီမှာနော်ထိုးလိုက်ပြီးရင်ဒီဘက်ကိုဒီလိုခောက်ပြီးရင်ဒီဘက်ကိုဒီလိုလေးခောက်ပြီးရင်ဒီလိုလေးလို့ရပြီနော်ဒီမှာပြန်တောက်ထိုးရမှာဒီမှာပကံလေးရသွားပါပြီခေါင်းနီးလေးပြပေးပါဆိုလို့ဒါတစ်မျိုးနောက်တစ်ခုကြတော့ဒီလိုလေးယူနောက်တစ်ခုကြတယ်ဒီမှာပြလိုက်မယ်နော်နှမျိုးနှစ်နည်းပြမယ်နောက်တစ်ခုလည်းရှိတယ်နောက်မှပြပေးမယ်အခုကြဒီနှမျိုးပဲလုပ်ပြလိုက်မယ်နော်ဒီမှာနော်တစ်ရွက်နှစ်ရွက်ဒီတစ်ရွက်ကိုအောက်မှာထားမယ်ဒီလိုလေးထားမယ်ဒီမှာတွေ့လားဒီလိုလေးထားမယ်ပြီးဒီရှည်တာလေးကိုဒီလိုလေးခောက်ပြီးဒီလိုလေးထဲမယ်ပြီးဒီဘက်ကကိုလည်းဒီလိုလေးထဲမယ်ခောက်ပြီးတော့တွေ့လားပြီးရင်ဒီမှာလေးဒီလိုလုပ်ပြီးခောက်လိုက်မယ်ပြီးဒီမှာထိုးလိုက်မယ်နော်ဒါတွေကဒီလိုအရှည်တွေကိုဒီလိုခောက်ပြီးဒီလိုထည့်ရတယ်သိလားပြီးရင်ဒီလိုလေးခောက်သိလားဒီလိုလေးခောက်ပြီးဒီလိုလေးထိုးရလဲတအားရှည်တယ်ဒီလိုပဲလုပ်ပြီးထည့်ရတယ်သိလားဒါမှသူကလှသွားတယ်ဒီမှာနော်နော်ဒီမှာဒီလိုပဲခောက်ရတယ်လားဒါလည်းဒီလိုပဲခောက်ရတယ်နော်တဲ့ဒါကြတော့နှစ်ခုနဲ့လုပ်လိုက်တာဒါတစ်ခုတည်းလုပ်လိုက်တယ်ခုနနော်ဒါနှစ်ခုနဲ့လုပ်လိုက်တယ်နောက်အကြီးကိုကြတော့ဒီလိုလုပ်ရမယ်စနစ်ကြလားမကြလားတော့မသိဘူးကတော့လုပ်ပြလိုက်တာပဲညီမလေးကခေါင်းနီးလေးပြပေးပါဆိုလို့နော်ညီမလေးအမလည်းဆရာမကြီးတော့မဟုတ်ပါဘူးနည်းနည်းပပတော့နည်းနည်းပပဒီမှာနောက်တစ်ခုကိုကြာတော့ဒီလိုလေးလုပ်မယ်ဒီမှာနော်ဒီမှာဒီလိုနှစ်ရွက်ယူမယ်ဒီမှာနှစ်ရွက်ကိုယူမယ်ဒီလိုလေးလုပ်မယ်ဒီမှာတွေ့လားဒီအောက်ဒီလိုလေးခောက်လိုက်မယ်ပြီးရင်ဒီမှာဒီလိုလေးထိုးလိုက်မယ်တွေ့လားဒီမှာနော်ဒီနေရာကိုဒီမှာအဲ့လိုယူမယ်ပြီးရင်ဒီခလဲမှာဒီဆက်တဲ့နေရာကိုဒီလိုလေးထိုးလိုက်မယ်တွေ့လားနော်တွေ့လားဒီလိုလေးထိုးလိုက်ဒီမှာနော်ဒီမှာတွေ့လားနော်ဒီအဲ့လိုလေးလုပ်ပြီးခောက်လိုက်တယ်နောက်တစ်ခုလုပ်ရမယ်နော်နောက်တစ်ခု
နောက်တစ်ခုကိုလည်းအဲ့လိုပဲလုပ်ပြီးဒီလိုလုပ်ရမယ်ဟမ်ဒီလိုပဲတွေ့လားဒီမှာနော်ရပြီနော်ဒီမှာဒီကလည်းရပြီနော်โอเคဆိုရင်ယောက်ပြန်ဒီမှာဒါအချီလုံးမှာဒီမှာဒီဟာကိုနှစ်ခုလုံးလိုက်ဆိုရင်ဒီလိုလေးလဲမယ်ဒီလိုလေးထားမယ်နော်ဒီမှာတွေ့လားဒီအောက်ကဒီလိုလုံးလိုက်ပြန်ဒီလိုထည့်လိုက်နော်ရပြီဆိုရင်ဒါတွေကရှည်သွားမယ်ဒီလိုလေးခောက်လိုက်မယ်တွေ့လားဒီအရှည်ထွက်ရင်ဒီလိုခောက်ပြီးထည့်ရမယ်နော်ဒီလိုလေးခောက်ပြီးထည့်ရမယ်ဒီမှာတွေ့လားခောက်လိုက်ခောက်လိုက်ပြီဆိုရင်ပြန်ဒီမှာဒီလိုလေးဒီမှာနော်ဒီလိုလေးလို့ဒီလိုခောက်လို့ခောက်နေရအဲ့လိုပဲဒီမှာနော်ဒီမှာထိုးလိုက်ဒီဘက်ကလည်းရှင်းနေတယ်ဒီဟာကိုလည်းနည်းနည်းဒီလိုပဲထည့်ဒီမှာလေးဒီလိုလေးခောက်လိုက်ဒီမှာရပြီဒီဘက်ကလည်းပြန်ရှင်းနေတယ်ဒီလိုလေးထည့်ပေးရတယ်နည်းနည်းပြီးရင်ဒီလိုလေးခောက်ဒီလိုလေးခောက်ဒီအောင်လေဒီလိုပဲခောက်နော်ဒီကရပြီခောက်ဒီလိုလေးထိုးလိုက်ဒီကရပြီထိုးလိုက်ဆိုတော့ဒါအချီရတာပြီတွေ့လားနော်ဒါလေးရွက်နဲ့လုံလိုက်တဲ့အသေးဒါနှစ်ခုနဲ့လုံလိုက်တာဒါနှစ်ခုနဲ့ဒါတစ်ခုတည်းလုံလိုက်တယ်တစ်ခုတည်းကိုမမီတယ်မဟုတ်လားတစ်ခုတည်းကိုလွဲတယ်လုံရတယ်ဒီမှာဒီလိုလေးပဲလုံဒီလိုလေးခတ်ဒီမှာဒီလိုလေးထိုးလိုက်နော်ဒီမှာရဒါလွဲတယ်ဒါအကျန်းသားနက်နက်ခက်တယ်သိလားဒါလွယ်တယ်ဒီလိုလေးလို့ဒီမှာတွေ့လားဒီမှာဒီလိုတဲ့တယ်ထိုးရတယ်နော်ဒါလွယ်တယ်ညီမအတွက်ကဒီဟာလွယ်တယ်ဟိုအချီရနက်နက်ရှုပ်သွားမယ်သိလားဒီဟာလွယ်တယ်ဒီဟာလေးလို့ပထမနော်ဒီမှာတွေ့လားနော်ဒါလွယ်ဆုံးဒါရတယ်ဘယ်သူမှဆွရတယ်ဒါချီလုံးလိုက်ရတယ်အဆင်ပြေတယ်နော်ဒါပဲကဲခေါင်းလေးလေးပြပေးပါဆိုလို့ငါညီမလေးပြပေးလိုက်တာနော်ကဲမင်္ဂလာပါရှင်ကဲဒါပါပဲ